မျိုးသမီးတို့ရေအမျိုးသမီးမှန်တယ်ဆိုလို့ရှိရင်အားလုံးကလှချင်ကြတာပဲเนาะဒါပေမဲ့တချို့တော့အမျိုးသမီးတွေဟာလှုပ်စီရကိစ္စတွေများနေတယ်လှုပ်ပြီးရှုံးနေတယ်ပေါ့နော်အဲ့ချိန်မှာကိုလှလှပပနေဖို့မိနေကြတယ်ရှင်ဒါပေမဲ့လှပကိုမမိပါနဲ့အမျိုးသမီးမှာလှတာဆိုတာလေအရေးချင်းတစ်ခုပါပဲမျိုးသမီးမှန်ရင်လှနေမှရမှာနော်ဒါမှကိုယ့်ရဲ့မျက်နှာလေးကိုကြည့်ပြီးမှလို့ရပျော်ပျော်ရွှင်ရွှင်နဲ့နေလို့ရမယ်ယုံကြည်မှုရှိရှိနဲ့နေလို့ရမယ်ဒါကြောင့်မို့အမျိုးသမီးများလှဖို့မပြည့်နဲ့နော်ဥပမာမျက်နှာတစ်ပေါ်ပြင်းတာမျိုးပေါ့တက်ရှင်လည်းကိုပြင်းတာမျိုးပေါ့ဒါတွေကတော့လုံးဝဖြစ်တဲ့တာပဲနော်ကျမကတော့ skin care ကိုပုံမှန်လေးလုပ်ဖြစ်တယ်ပြီးတော့ကျမလေးနှာခမ်းနေရကြိုက်တယ်နှာခမ်းနေကြရကြဖို့အနည်းဆုံးတော့နှာခမ်းနေလေးတက်တာပေါ့ဘာမှမနာပေါ့နှာခမ်းပေါ်တက်တာပေါ့ရှင်ဒါကလည်းကျမတို့မျက်နှာတွေကိုအယောင်ချဲတာပေါ့ဒါကလည်းအနည်းငယ်လေးပဲနော်မျိုးသမီးတွေလာလာပပနေမှာကိုယုံကြည်မှုရှိမယ်လာလာပပနေမှာကိုဘယ်လိုပြောမလဲကောက်ွယ်ပြီးသားလည်းဖြစ်တော့ပေါ့နော်ဘာလို့လဲဆိုတော့လာလာပမနေဘူးဆိုလို့ရှိရင်ယုံကြည်မှုတွေအားနေလာတယ်ကိုကလည်းကို insecure တွေဖြစ်လာတယ်လူကြားမှာကြော့မော့နဲ့မနေနိုင်ပဲနဲ့ဖြစ်တယ်ဆိုလို့ရှိရင်ပြောရမှာမဟုတ်ဘူးလေနော်အချိန်ကြာလို့ရှိရင်ပျော်ရွှင်ရမှာမဟုတ်ပါဘူးဒါကြောင့်မလို့အမြဲတမ်းပျော်ရွှင်ဖို့ဆိုလို့ရှိရင်တခြားတော့ skill ရဲ့ပြင်ကိုလှပတဲ့ skill လေးရှိနေတာပေါ့ရှင်လှပတာလူတိုင်းကလှပခွင့်ရှိတယ်နော်အသားရည်အယောင်မရွေးလူမျိုးမရွေးလူတိုင်းလှပခွင့်ရှိပါတယ်ဝရတယ်ဆိုတော့ကိက်ကလေးပေါ့နော်ကိက်ကလေးဆိုလည်းကိက်ကလေးအယောင်လှပခွင့်ရှိတယ်ပြီးတော့ဖြူရဲဆိုရင်လည်းဖြူရဲအယောင်လှပခွင့်ရှိတယ်ညိုရဲဆိုရင်လည်းညိုပိုင်ခွင့်ရှိပါတယ်ဒါကြောင့်မလို့ဘလို့သားရောင်မျိုးမျိုးသမီးဆိုလှပခွင့်ရှိတယ်